ရားရွှေနန်းနဲ့စုပန်းစင်တော်မူပါဗျာအင်္ဂါသားကြီးဖြစ်ပါတယ်ဗျာနန်းရှိမှာနေနန်းရှိအရက်ကရွှေကြည်တို့ဥစိန်မြင့်ပါဗျာဥစိန်မြင့်ဒီအသက်လက်ရှိပါရစေအသက်တော်တောင်းပါတယ်ဗျာဖုန်ကြီးလို့တက်ရှိလို့ဖုန်ကြီးပါရစေဗျာကျမ်းမာခြင်းချမ်းသာခြင်းလမ်းပြခြင်းဝမ်းနတ်တရားတော့လည်းယုံကြည်မှုကျွန်တော်အနေနဲ့တော့မှန်တိုင်းပြောရင်ယုံကြည်မှုကျွန်တော်ရှိပါတယ်ယုံကြည်မှုရှိရတဲ့အကြောင်းတွေရတယ်ယုံကြည်မှုရှိရတဲ့ဖြစ်စဉ်တွေကျွန်တော်ဘဝမှာအများကြီးဖြစ်ပါတယ်ဖြစ်တဲ့အတွက်ကျွန်တော်နတ်တွေကိုဟုတ်လားဒီနာမ၅ပါးပြီးဒီနတ်တွေကိုကျွန်တော်လေးစားမှုရှိတယ်သူ့ရဲ့စီမင်းစည်းကမ်းသူ့ရဲ့အစဉ်အလာတွေကိုကျွန်တော်နှစ်ချိုက်တယ်ဘာပြောဒီနတ်တွေရဲ့နတ်ဖြစ်စဉ်တွေပေါ့အထူးသဖြင့်တော့39မိနစ်ပေါ့တကယ်တော့ကျွန်တော်မြန်မာနိုင်ငံလုံးကနတ်ကိုယ်ဒီခုနပြောတဲ့နန္ဒနာရေနာသုံးပါနန္ဒနာငါးပြီးနတ်ကိုယ်ရဲ့အစဉ်အလာတွေရောမရှိတဲ့နေရာမှာမရှိဘူးလို့ပြောလို့ရတယ်။နောက်နတ်တွေရေးရတဲ့အကြောင်းရင်းကတော့တခုသောကာလမှာကျွန်တော်ရဲ့ကျေးဇူးရှင်မိတ်ဆွေလို့လည်းပြောလို့ရပါတယ်။အဲဒီအမကြီးကသူကိုတိုင်ကတော့နတ်ကတော့မဟုတ်ဘူး။သို့တော်လည်းသူကနတ်တွေနဲ့ပတ်သက်တဲ့ဟာတွေကိုသူအများကြီးစောင့်ရှောက်တယ်။သူ့ရဲ့အောက်လက်ငယ်သားတပ်ဖွဲ့လို့ဖြစ်နေတဲ့နတ်ကတော့လေးတွေကိုပံ့ပိုးတယ်ထောက်ပံ့တယ်ကူညီတယ်အဲဒီအမကြီးတယောက်နဲ့တွေ့ဆုံပြီးတော့ကျွန်တော်ဒီနတ်ပွဲတွေလိုက်ဖြစ်တာပေါ့လေလိုက်ပြတော့နတ်ပွဲတွေမှာကကြပြူကြတာဒီကိုလည်းမျက်စိထဲမှာသဘောကျတော်မြိုင်တော့ဘောခါမတန်နိုင်ကိုသူကြုံရဗျာတော်မြိုင်စွာဘောခါမတန်နိုင်ကိုသူကြုံရဗျာချစ်တဲ့သခင်မြင်လာဟုတ်ကြတော်ရင်ဟိုယေရှုသခင်ဘုရားနာမဆံရချေနော်အဲ့ချိန်မှာကျွန်တော်ဘာလို့နတ်ကားတွေကိုကြိုက်တဲ့အချိန်မှာကျွန်တော်သူ့ကိုယ်သူတော့ကျွန်တော်ပံ့ပိုးသွားတယ်ကူညီသွားတယ်လို့သူသိလိုက်မှာမဟုတ်ပါဘူးဒါပေမဲ့သူ့အကအလှတွေကြည့်ပြီးတော့ဒီ advance ဖြစ်တယ်ပေါ့လေ modern နတ်ကလို့ပြောအောင်လက်ချိုးတာတွေဘာတွေကယောက်ျားသားဖြစ်ပြီးဒီလက်ချိုးတာတွေခါးနွယ်တာတွေကစပြီးတော့တော်တော်ကိုဖြစ်တယ်သူကမြန်မာမှုလည်းလိုက်စားတယ်တချင်းကြီးတချင်းကလည်းရကလေးတယောက်ကကဟန်ဆိုကနေပေါ်မှာကျွန်တော်ကအလူဆွဲစိတ်ထဲမှာဆွဲသွားတာပေါ့အဲ့ကလေးလေးကဘယ်လိုလဲဆိုတော့ဒါကျွန်တော်တို့အာစီဖြစ်တဲ့ဆရာကြီးဦးဝင်းဖေရဲ့သားဒီပေါ့ဆုံးတော့ဟိုကောင်ကျော်အောင်ကျော်ဆန်းသူကလည်းနက်ကရောတအားကောင်းတာကရာရောသူ့ရဲ့ကာကျုကဟန်လည်းတာမန်နက်ရောနဲ့တော့မတူအဲ့မှာကျွန်တော်တအားသဘောကျပြီကာကျုကဟန်ရောပါရောသဘောကျပြီးတော့ကျွန်တော်နတ်တွေကိုစပြီးရေးတာပေါ့လေရေးတော့ပထမတော့ရိုးပါပဲရိုးရွှေရောင်ဆိုရိုးရွှေရောင်ပေါ့ရွှေညိုဆိုရွှေညိုပေါ့ဒီအဲ့လိုမျိုးရွှေရောင်လည်းအမျိုးစုံရှိရတယ်အနူးရင်ရှိဒါတရက်ကြတော့ကျွန်တော်တို့ရန်ကုန်မှာပကြီးပြဝဲတွေပါတော်တော်များများလုပ်ပြီးတော့တခြားရန်ကုန်ပကြီးဆရာနဲ့ခင်းလာတဲ့အခါကျတော့ပကြီးကိုအောင်မင်းနဲ့လည်းစုံကြတော့ကိုအောင်မင်းဘိုးစိန်နဲ့ကိုအောင်မင်းကတော့သူကနည်းနည်းဂမ်ဘီယာလည်းတတ်တယ်တခြားဟာလေးလည်းသူကလုပ်တယ်လေလို့တော့ကိုစိန်နဲ့ခင်ဗျာနတ်တွေကိုရေးတာတယ်နတ်တွေကိုပူဇော်ရတဲ့အနေနဲ့ရွှေရောင်နေရာမှာရွှေဆိုင်ချပါတယ်ရွှေဆိုင်လေးနဲ့လုပ်ပါလားတဲ့ဆိုအဲ့ဒါဟုတ်တာပေါ့ရွာလို့ခင်ဗျားပြောမှပဲသတိရတယ်လို့ဆိုကျွန်တော်အဲ့မှာရွှေဆိုင်လေးစလို့တော့ရွှေဆိုင်နဲ့ရိုးရွှေတွေကမတူကြဘူးဒီ tone value တွေပေါ့လေဒီ pigment ကလည်းမတူရွှေကိုရွှေအစစ်ကိုမှုံပဲဖြစ်တာရှိတာရွှေစစ်ဆိုပို့ပြီးတော့ဖြစ်တော့ကျွန်တော်လည်းသဘောကျတယ်နတ်တွေလည်းသဘောကျတယ်နဲ့ဒူပါရဲ့
အဲ့ဒီကစားပြီးရွှေစန်းလောက်တာအခုတော့ပဲလက်မလန်ဒီမှာရွှေသေးတွေကလွန်လို့အရင်တော့ဘာမှနဲ့1000 3000ဆိုအများကြီးอ่ะအခုသိန်းကြီးဝယ်လဲဘာလောက်မှမရဘူးကျိုင်းစကားဒီစုံနော်လို့မုံညာဖွဲတော်ဒီစုံနော်လို့မုံညာဖွဲတော်ပုပ္ပမေရောကျွမ်းလန်းပြောပါဖျားဖျားခြေလို့သားလို့ပြီးမှမဟုတ်တော့